17တာပေါ့နော်လှလားတီတာရွှေဒီဇိုင်းနော်မမသေးလေးနောက်ပိုင်းဆိုရင်တီတာရွှေဆိုင်ကရွှေတွေပဲဘာလို့ဝယ်ဖြစ်တာလဲတီလားရွှေတစ်ခုလက်ပြခိုင်းလို့ရှိရင်လေရွှေကိုဒီလိုအများကြီးယူလာတယ်အများကြီးရွှေကိုပုံလိုက်တည်ပြီးတော့လက်ပြတာနော်တီတာရွှေဆိုင်ကလေတကယ်သိလားအဲကြောင့်မဟိုကတွေ့ပြီးဆိုတော့ဟိုကလည်းလိုချင်တယ်ဒီဟာလည်းလိုချင်တယ်ကွယ်ပြီးတော့ဒီမှာကြည့်လိုက်ဒီရွှေဒီဇိုင်းအရင်လာနောက်တစ်ခွင်းပေးဒီရွှေဒီဇိုင်းဒီဒီဇိုင်းဆိုလို့ရှိရင်တို့ကဒီဟာဘလို့ခေါ်တာလဲစကားအလေချာပြောင်ပေါ့နော်ဒီဟာဆိုလို့ရှိရင်တော့စကားတီးတက်ဒီနှစ်ကွင်းလုံးကြိုက်တယ်ညီမလေးတွက်ကြည့်လိုက်နော်အခုအစီအစဉ်ကဒါပဲဝယ်ဖို့လက်ပြခိုင်းတာနော်အခုဒီလက်စွပ်တွေလည်းကြိုက်သွားပြီအခုဒီမှာဒီအဆက်တွေလည်းကြိုက်သွားပြီနော်တီတာရွှေဒီဇိုင်းတွေအရန်လာတယ်ကွယ်ရွှေအယောင်တွေဆိုကြည့်လိုက်ဝင်းအိနေတာပဲမမသေးဆိုအရန်ကြိုက်တယ်ဒီလားအဲကြောင့်မို့ဝယ်ဖြစ်သွားတာလေလက်ပြခိုင်းတာတခုပဲအများ